Hello, watch it. Welcome from God is Gone. ဒီနေ့လေးမှာတော့ကောင်းက collect တွေနဲ့အတူ team building project အတွက်ဇလက်ထော်ကို day trip အနေနဲ့သွားခဲ့တဲ့ပျော်ရွှင်မှုအမှတ်တရလေးတွေကိုဝေမျှပေးသွားမှာဖြစ်ပါတယ်။ breakfast အတွက်အမကြီးတွေကပြင်ဆင်အိတ်ခံနေရပဲဖြစ်ပါတယ်။ဒီအဆိုတော်အဆိုပြောအဖွဲ့လေးကတော့ကားစားထွက်ကလေးကဇလက်ထော်ရောက်တဲ့အထိတလန်းလုံး non stop တီးဆိုကောက်ခွန်ခဲ့ကြပါတယ်။ဇလက်ထော်ရေလောင်တမန်ကိုရောက်ရှိခဲ့ပါပြီ။ဇလက်ထော်ဂလမ်ပင်းလေးကတော့အကူးမြို့နာဆယ်မြောင်းလမ်းမကြီးပေါ်မှာတည်ရှိရပဲဖြစ်ပါတယ်။ကောင်းတို့အဖွဲ့လေးဇလက်ထော်ကိုရောက်ရှိခဲ့ပါပြီ။ရောက်ချင်းမှာပဲထင်းပေတင်အတွက် team နှစ်ခုအချိန်ခွဲခဲ့ပါတယ်။ပြန်ရမယ်နော် for fun you need to choose one group leader yeah group leader တယောက်ရွေး Okay, team leader. အားလုံးပြီးပြီလား Yes, we do. ကဲဘယ်သူကျွမ်းကျင်လဲပေါ့ ဇလက်ထော်မှာ activity မျိုးစုံကစားဖို့အတွက် ready ဖြစ်နေကြပါပြီ။ 1, 2, 3. Welcome to Sled Talk Glamping. ဇလက်ထော် glamping လေးကိုစဝင်ကတည်းက photo spot နေရာအသေးလေးတွေပြင်ဆင်ပေးထားတာသတိထားမိပါတယ်။တဘာဝဆန်ဆန်တသားတသားလေးနဲ့အတူရေကန်ထဲမှာလည်းငါးလေးတွေမွေးထားတာတွေ့ရပါတယ်။ဇလက်ထော် glamping လေးကတော့ရန်ကုန်မြို့ကနေ2 နာရီဝန်းကျင်လောက်သွားရုံနဲ့ day trip သို့မဟုတ် overnight stay အနေနဲ့ပါသွားရောက်လည်ပတ်လို့ကောင်းတဲ့ပျော်စရာနေရာလေးတစ်ခုပဲဖြစ်ပါတယ်။ဇလက်ထော် glamping ကိုစဝင်ကတည်းကကောင်းအရန်ပျော်နေခဲ့ပါတယ်။ day trip လည်ပတ်သူတွေအတွက်ဝင်ချင်း2000ကျပ်ကျတဲ့မှာဖြစ်ပြီးအထက်ကကစားနည်း activity တိုင်းကတော့အခမဲ့ free ပဲဖြစ်ပါတယ်။အသက်9နှစ်အောက်ကလေးတွေအတွက်ဝင်ချင်းအခမဲ့ဖြစ်ပြီးအသက်9နှစ်ကနေ10နှစ်အထိဆိုရင်တော့လူကြီးဈေးနှုန်းရဲ့တဝက်ဈေးလို့ပြောထားတာတွေ့ရပါတယ်။အနားယူဖို့အဲခွန်ပါတဲ့ private ထိုင်တွေအတွက် booking ကြိုးထားဖို့လိုအပ်တယ်လို့ booking မြူထားရင်တော့ဇပွဲထီးမိုးပါတဲ့ထန်းလေးတွေအခမဲ့စီစဉ်ပေးထားတာတွေ့ရပါတယ်။လက်ပတ်သူ10ယောက်ပြည့်ရင်တော့ရေကူးကန်ပါတဲ့အခုလိုထန်းကြီးကို FOC ပေးပါတယ်။10ယောက်မပြည့်ရင်လည်း2သိန်းကျပ်ပေးပြီးငှားလို့ရပါတယ်။ private ထက်ကြီးရဲ့အနောက်မှာရေချိုးစရာနေရာနဲ့ trial ကိုတည်တံ့စီစဉ်ပေးထားတာတွေ့ရပါတယ်။ Hi.
Hello စားကြပါဦး အစားအသောက်ကိုလည်းဇလက်ထော်မန်နူးတွေကိုရွေးချယ်မှာယူစားတောင်းနိုင်တယ်လို့အခုလိုပြင်ပအစားအသောက်တွေကိုလည်းယူလာလို့ရပါတယ် ဒီကြသားကြီးအနှစ်ကအသက်နော် ဟုတ်တယ် ကောင်းတို့ဖွဲ့လေးစားပြီးတောက်ပြီးအားဖြည့်ပြီးတဲ့အခါမှာတော့ game activity လေးတွေသွားဆော့တော့မှာဖြစ်ပါတယ်ဇလက်တော်ကလန်ပင်းမှာခလေးလူကြီးမရွေပျော်ရွှင်စရာဂိမ်းမျိုးစုံကိုစိတ်ကြိုက်အခမဲ့ကစားနိုင်ပါတယ်။ကောင်းကတော့အရင်ဆုံး Rainbow Slide ကိုပြေးစီးခဲ့ပါတယ်။ဇလက်ထော်မှာရနိုင်တဲ့မန်နူးအသစ်ကလေးတစ်ခုကိုအပြေးလေးသွားဝယ်ခဲ့ပါတယ်။ဒီမန်နူးလေးကတော့ຫນွေပူပူမှာရင်ထဲကိုအိမ်ဝါစိမ်မဲ့ဇလက်ထော်ရေခဲချောင်းလေးပဲဖြစ်ပါတယ်။ချိုချိုချင်းချင်းအရသာအဆုံးလေးရှိပြီးတစ်ချောင်းကို2000ကျပ်ပေးခဲ့ရပါတယ်။အပြေးလေးစော်ကစားလိုက်အမောပြေရေခဲချောင်းလေးစားလိုက်နဲ့လုံးဝကိုကွက်တီပါပဲ။အခုလိုချစ်စရာကောင်းတဲ့ရွှေငါးလေးတွေကိုလည်းအစားကျွေးလို့ရပါတယ်။ဇလက်ထော်ကလန်ပင်းလေးမှာလူကြီးလူငယ်မရွေးစပိန်စီလေစီမြင်းစီရေကူးတာစတဲ့ကစားနည်းပေါင်းစုံအပြင် sport အားကစား activity တွေကိုပါစောင့်ကစားနိုင်တာကြောင့်မိသားစုတငယ်ချင်းမိတ်ဆွေတွေနဲ့အပန်းပြေခရီးထွက်လို့ကောင်းတဲ့နေရာကောင်းတစ်ခုပဲဖြစ်ပါတယ်။ကောင်းတို့ဖွဲ့လေးကတော့ကစားနည်းမျိုးစုံကိုတနေ့ကုန်တဲ့အထိစုံနေအောင်စောင့်ကစားခဲ့ပါတယ်။ကောင်းစူးစမ်းပြီးမြားပစ်ခဲ့ပေမဲ့လည်းတစ်ချက်မှတော့မထိခဲ့ပါဘူး။ Unfortunately again ထန်နစ်ရိုက်လိုက်ဘောလုံးကောက်လိုက်နဲ့အရန်ကိုပြောဖို့ကောင်းခဲ့ပါတယ်။ကောင်းတို့ဖွဲ့လေး zip line လည်းပျော်ပျော်ကြီးစီးခဲ့ကြပါသေးတယ်။ဇလက်ထော်မှာမနက်9:00 နာရီကနေနေ့လယ်12:00 ထိတစ်ချိန်နေ့လယ်2:00 နာရီကနေညနေ6:00 နာရီထိတစ်ချိန်မြင်းစီလို့ရပါတယ်ဒါကတော့ကောင်းရဲ့ပထမဆုံးချိန်မြင်းစီပူခြင်းပဲဖြစ်ပါတယ်ဇလက်ထော်က staff တွေကလည်းတေချာဂယူးဆိုင်စောင့်ကြည့်ကူညီပေးတဲ့အတွက်ကြောင့်ကောင်းကျေးဇူးတင်လိုက်ပါတယ်တဘာဝအလှတရားတွေကိုတဝါကြီးကြည့်ရှုခန်းစားရင်မြင်စီရတာကစိတ်လှုပ်ရှားပြီးပျော်ဖို့ကောင်းပါတယ်တမန်နဲ့လုံးစော်ကစားထားပေမဲ့ကောင်းကတော့အချောမပြတ်သေးပါဘူးကောင်းရောကောင်းတို့အဖွဲလေးပါအရန်ကိုပြောခဲ့ကြပါတယ်စပိုက်ဒါကောင်းလေးဖြစ်တစ်ဖြတ်လောက်ခဲ့ပါသေးတယ်
ဇလက်တော်ကလန်မင်းလေးထဲမှာတဘာဝအလားတွေနဲ့အတူဓာတ်ပုံရိုက်လို့ရမ်းလာတဲ့ photo spot နေရာလေးတွေအများကြီးရှိပါတယ်အမတ်တရပုံလှလှလေးတွေဗီဒီယိုလေးတွေရိုက်ဖို့အတွက်နေရာလေးတွေကအရန်လှပါတယ်ဇလက်တော် stage ပေါ်ကကောင်းတို့အဖွဲ့လေးရဲ့တည်ဆုံဖျော်ဖြေမှုတွေကိုကြည့်ရှုခန်းစားပေးပါအောင်နော်နာခံမြမောင်မိုင်းနေလေပဲမျော်လင့်ချက်စုံတရားမပါဝင်ပါနဲ့ပြီးဆက်ခါသာရှင်မပြောတဲ့ကြော်နိုင်ပြီးခက်ခဲတိုင်းဒီနေ့ကမြတ်တရားလေးမျော်လင့်ချက်စုံတရားမပါဝင်ပါနဲ့ပြီးဆက်ခါသာရှင်မပြောတဲ့အပြောင်းလေးမပြေလေအကောင်ရရုံတော့ပြန်မငယ်ညာပါနဲ့နာကံမြမောင်မိုင်းနေလေဒီဘဝရဲ့အထွေးမပြောင်းသေးနေကိုချင်မကေကိုယူပါဘာကြီးဆောင်လာချတယ်မူပါရင်နဲ့တဲ့လို့လောက်ရကိုလုံးနာရစူပါရစီရတဲ့တဲ့လက်ခအောင်မိုးတော်ရပြည့်ကိုရှိရဲ့လို့ရလားဒီတစ်ခေါက် challenge ကတော့ team နှစ်ခုရဲ့အဖွဲ့ဝင်2ယောက်စီဟာအခက်အခဲသားစီးတွေကိုကြော်ဖြတ်ပြီးတော့ထိတ်ဆုံးဆုံမှတ်ကိုအရင်ရောက်အောင်သွားမှာဖြစ်ပါတယ်အောက်ကပရိသတ်တွေကလည်းရင်ကုန်စိတ်လှုပ်ရှားမှုအပြည့်နဲ့အားပေးဆောင်ကြည့်နေကြပါတယ်ဒီနေရာလေးကတော့အကောင်းသဘောကျဆုံးနေရာလေးပဲဖြစ်ပါတယ်ကုန်းပေါ်မှာဆော်လိုဝါပြီဆိုတော့ရေဘဝကစားနည်းတွေတွားကစားကြတော့မှာဖြစ်ပါတယ်ဒီတစ်ခါမှာတော့ floating bridge ကစားနည်းကိုကစားတော့မှာဖြစ်ပါတယ်
အဝါရောင်တင်းနဲ့လိမ်မော်ရောင်တင်းနှစ်ခုကပန်းနိုင်ဖောင်ရောက်အောင်သွားပြီးဒီဘက်ကန်းကိုအရင်ပြန်လာနိုင်တဲ့အဖွဲကအနိုင်ရရှိမှာဖြစ်ပါတယ်။ကောင်းတို့ရထားတွဲကြီးကတော့ရေထဲမြုပ်သွားခဲ့ပါတယ်။အဝါရောင်တင်းရတော့လူဆုံသွားလို့ဒီဘက်ကန်းကိုပြန်လာကြပါပြီ။လိမ်မော်ရောင်တင်းရလည်းလူဆုံသွားတဲ့အခါမှာတော့ဒီဘက်ကန်းကိုပြန်လာခဲ့ကြပါတယ်။ကောင်းတို့အဖွဲလေးလှေလော်ပြန်ခဲ့ကြပါသေးတယ်။ရေစောတဲ့အခါနေရမ်းပူတဲ့အတွက်ကြောင့်စောင်းစရာအုပ်ထုပ်လေးယူသွားဖို့ကောင်းအကြံပြုချင်ပါတယ်။ကောင်းတရားရေထဲမှာဆော့လို့ဝါသွားတဲ့အခါမှာတော့ရေစင်ခဲ့ပါသေးတယ်။တနေ့ကုန်မနာတဲ့စော့ကစားပြီးတဲ့အချိန်မှာတော့အိမ်ပြန်ချိန်ညနေခင်းလေးကိုရောက်ရှိခဲ့ပါပြီ။နေလောင်ထားတဲ့အသားရည်ကိုအေးမြသွားအောင်ကောင်းဇလက်ထုံမှာတနခါလေးလင်းခဲ့ပါသေးတယ်။ရန်စရာအမတ်တရလေးတွေနဲ့အတူအိမ်ပြန်ခရီးလေးစီရှောင်းလန်းခဲ့ပါတယ်။အဆာစားနေတဲ့စိတ်ကလေးစီလည်းဝင်းနှုတ်ဆက်ခဲ့ပါသေးတယ်။ကောင်းဇလက်တော်ကိုတွားလေခဲ့တဲ့နှာခေါင်းလုံးမှာပျော်ရွှင်မှုအမတ်တရလေးတွေအများကြီးရရှိခဲ့ပါတယ်။ဇလက်တော်ကလန်ပေးမှာမြောက်ယုံလေးရှိလာပြီပဲဖြစ်ပါတယ်။ Thank you, Lily. Thank you. Thank you. Thank you. မြောင်မေမေကြီးကသူ့သားလေးကိုတန်းရှာပေးနေရဖြစ်ပါတယ်။ Baby. Count Rainbow Slide လေးစီရင်ဇလက်ထုံကိုနှုတ်ဆက်ခဲ့ပါတယ်။ပြန်ကန်နီပူစီခတ်တို့ကလည်းလာနှုတ်ဆက်ကြပါသေးတယ်။ Dear Zalato, thank you so much for the unforgettable memories. I will keep them in my heart forever. I'll be missing you. ကောင်းတို့ဇလက်ထော်ရေလောင်တမန်ကိုလည်းဝင်ခဲ့ကြပါသေးတယ်။
ဒီနေရာလေးက sunrise ကို sunset ကိုအရန်လာတဲ့အတွက်ကြောင့်ခရီးသည်တွေရဲ့ဆွဲဆောင်မှုနေရာတစ်ခုပဲဖြစ်ပါတယ်။ကောင်းတို့ရဲ့ 10 Dating Project Trip အစီအစဉ်လေးကလည်းအောင်မြင်စွာပြီးဆုံးခဲ့ပါပြီ။ကောင်းဇလက်တော်မှာအရန်ပျော်ခဲ့ရတယ်လို့ပျော်ရွှင်မှုအမှတ်တရတိုင်းကိုလည်းအမြဲတမ်းရနေမှာပါ။ Thanks for watching and your kind support is truly appreciated. Bye bye.